နော် ရှေးစားစား ဟာနိုးပါပြီတေးနဲ့လုံးနဲ့ရေချိုးရေချိုးမှတော့သမီး ကောင်းချက်ထိတ်တာမှာ ဘုံနိုးပါရောရှေးရစားပြီမိတ်ဆက်တာ မြင်မြင်လို့တေးပါလေ မင်းဘယ်လိုကိုင်းမှာတော့တောက်တို့ဒီဘက်လာမှာမြေ စားခြင်းနဲ့ကလားအဲ့ဒါဆိုမျိုး ဒီနောက်ပုံနောက်ဆုံး ခါလေးစားတာ နည်းနည်းလေးအဲ့လိုလောင်းအောင်ကိုနည်းနည်းလေးချောက်ကလေးတွေကလေးဒီမှာတော့ဟာငိမ့်နေပါလားဒီလိုပါလို့ချိုးရတယ်နားတဲ့ဝင်နားကြည့်ယူမှာဆိုလို့ရေးတယ် ဟုတ်တယ် ကလေးကနားကြည့်ယူတော့မှအဲ့ဆေးရုံနဲ့ပြလို့တညာလုံးကို မေကြီးကြည့်အောင်ဟုတ်တယ်မေကြီးနဲ့ချိုးအောင် တော့ချွတ်ချွတ် အဲနေရတော့ စင်းရည် တမီးကဒီလိုလေးတိုင်မှလည်းလုပ်ဘူးမေကြီးကိုကိုင်ထားကြ ကြောက် ခိုင်းတယ်လားကြောက်တယ်လားအဲ့လိုမရဘူး အဲ့လိုမရဘူးပြန် ဘ ပွ ယ် င့် လို လို့ လဲရေးကြတယ်ပြန်ဘောပါမှာ တော်တော့ပါလေကြားတယ် ဘုံဟာကလေးငင်းငင်းနော် အဲ့ဒါကိုကြားတယ် ဘိုးတော့ငင်းတော့ဘိုးတော့ကောင်းပါလို့ကောင်းတယ်အေးရုံနဲ့ရုံရတယ်ဒီဆိုးချင်နေတာပေါ့ အမနဲ့နှစ်ဖက်ဘယ်တော့မှနေရတယ် ဟုတ်တယ်တော့ဒီကံများက ကိုင်းမထားမှာ အဲ့လိုလေး ခါတယ်နော် အဲ့လိုလေးဒီလေးငါတဲ့လိုက် ယူရီလေး စင်းရည်ကိုဒီနေ့ကရှေး ဟိုမှာအောက်ကနေတဲ့လေး ဟာခေါင်းတိုက်တော့မှကန်ရဲ့ဒါကောင်း မဒီကံပဲပဲခဲ့ ဒီကအခုပြန်အောင်မှာလေ အဲ့လိုမရဘူး ဒီလက်တော့လည်း ရှားပါလေငါနိုင်ပါလေ ဟဲ့ နိုင်ပါ ဟော ယူရီလေးမှန်ကြည့်ပါအောင်ဒီနေ့တော့မဖြစ်နေဘူးဟိုမှာအောက်က လေဟိုဒီဟိုကိုင်းဟိုဘက်တော့ဆွဲခေါင်းတိုက် ဒါလေးတိုင်ပါ ဒါ တက်တာရပါတယ်တော့ ဒါလေ မွေးခဲ့နေတာ စင်းဆွဲပါ ဒီကညာရှိ ဟာငင်းနေရတော့မျက်လုံးလေးပြူနေတော့ ဟောရိတ်ပါ ရော့နေအဲ့ဘက်ကလည်းရိုက်ညနာကိုရိုက် ညနာကိုရိုက်တယ်ဟဲ့ သူကရေချိုးခြင်းနဲ့ကြာလာပြီချက်ကြွေလေးလည်းချိုးရမှာဒီရလည်းဆေးတော့ပါလေဟိုပါလေယုံကြည်နေမှာအဲ့ အာသမီးငိုပြီဟဲ့သမီးငိုပြီစငိုပြီ အဲ့ ရုံလေးကသနာပါ အမေကလည်းရေးကြတော့အရှိ ချောမယ်ချောမယ် ခေါ်မယ်ချောမယ်နည်းနည်းလေးပြန် ညဖြည်းဖြည်းလောက်ကြနော် နင်တို့နာအဲ့ချက်ချင်းမလားတင်လား ဟိုကလေးလေးကိုရေချိုး လက် ပေး ကိုအဲ့လိုလေးပြင်ထား ငါလည်းလောင်းမယ်နော်ငါလည်းလောင်းမယ်နာမျိုးခေါင်းမလောင်းနဲ့လေလောင်းလို့တမီးကရေဆက်ပြပြောင်းတော့ခေါင်းကြီးတမီးကန်ကန်ကြီးလေလောင်းမယ်နော်ဟုတ်